ကျွန်တော်တို့တမန်ကျမ်းစာကိုဖတ်ယူဆင်ခြင်ခွန်အားယူကြပါစို့ကပ္ပဦးကျမ်းခန်းကြီး1ပိုင်းငယ်1မှ31တိုင်းစာအုပ်၌ဖျားခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းဒရာမရှိလွတ်လပ်လဟာဖြစ်၏နည်းနည်းရာအရက်ကိုမောင်မတ်ဖုံးလွှမ်း၍ဖျားခင်၏ဘိုးတော်သည်ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏ဖျားခင်ကလည်းအလင်းဖြစ်စေဟုမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ထိုအလင်းကောင်းသည်ကိုဖျားခင်မြင်၍အလင်းနှင့်မောင်မတ်ကိုခွဲခြားပိုင်းခြားတော်မူ၏အလင်းကိုနေဟုသောအမည်ဖြစ်၎င်းမောင်မတ်ကိုညဟုသောအမည်ဖြစ်၎င်းခေါ်ဝေါ်တမှုတော်မူ၍ညဦးနှင့်နနက်သည်ပထမနေ့ရက်ဖြစ်လေ၏တဖန်ဖျားခင်ကရေအလယ်၌မိုးမျက်နှာချက်ဖြစ်စေရေနှင့်ရေချင်းခြားနာစေဟုမိန့်တော်ရှိသည်ဖြစ်မိုးမျက်နှာချက်ကိုဖျားခင်ဖန်ဆင်းတော်မူ၍မိုးမျက်နှာချက်အောက်၌ရှိသောရေနှင့်မိုးမျက်နှာချက်ပေါ်၌ရှိသောရေကိုပိုင်းခြားတော်မူသည့်အတိုင်းဖြစ်လေ၏မိုးမျက်နှာချက်ကိုလည်းမိုးကောင်းကင်ဟူသောအမည်ဖြင့်ဖျားခင်ခေါ်သမုတ်တော်မူ၍ညဦးနှင့်နနက်သည်ဒုတိယနေ့ရက်ဖြစ်လေ၏တဖန်ဖျားခင်ကမိုးကောင်းကင်အောက်၌ရှိသောယေစုဝေကုန်းပေါ်စေဟုမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ကုန်းကိုမြေဟူ၍မြေဖြစ်၎င်းယေစုဝေရာကိုပြင်လေဟူသောအမည်ဖြစ်၎င်းဖျားခင်ခေါ်တမှုတော်မူ၍ထိုအမှုအရာကောင်းသည်ကိုဖျားခင်မြင်တော်မူ၏တဖန်ဖျားခင်ကမြေသည်မြက်ပင်ကို၎င်းစပါးတီကိုဖြစ်စေသောစပါးပင်ကို၎င်းမြေပေါ်မှမျိုးစိပါလျက်တစ်တီမျိုးဟုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏မြေသည်မြက်ပင်ကို၎င်းစပါးတီမျိုးကိုဖြစ်စေသောစပါးပင်ကို၎င်းမိမိ၌မျိုးစိပါလျက်အတီးကိုဖြစ်စေသောစပါးပင်ကို၎င်းပေါက်စေ၏ထိုအမှုအရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၍ညဦးနှင့်နနက်သည်တတိယနေ့ရက်ဖြစ်လေ၏တပံဖျားခင်ကနေ့နေ့ညကိုပိုင်းခြားစေခြင်းငှာမိုးကောင်းကင်မျက်နှာချက်၌အလင်းအိမ်ကြီးတည်စေနမိတ်လက္ခဏာချင်းချက်သောအချိန်နေ့ရက်အပိုင်းအခြားနှစ်ပိုင်းနှစ်အပိုင်းအခြားဖို့ဖြစ်စေမိုးကောင်းကင်မျက်နှာချက်၌တည်၍မြေကြီးလင်းရှာအလင်းအိမ်ဖြစ်စေဟုမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထို့သောဖျားခင်သည်အလင်းအိမ်ကြီးနှလုံးတည်ဟုသောနေ့ကိုအုပ်စိုးရသောအကြီးတစ်လုံးညကိုအုပ်စိုးရသောအငယ်တစ်လုံးနှင့်တကွကျေများတို့ကိုဖန်ဆင်းတော်မူပြီးလျှင်နေကြီး၌လင်းစေခြင်းက၎င်းနေ့နှင့်ညကိုအုပ်စိုး၍အလင်းနှင့်မောင်မိုက်ကိုပိုင်းခြားစေခြင်းက၎င်းမိုးကောင်းကင်မျက်နှာချက်၌ဖျားသခင်ထားတော်မူ၏ထိုအမှုအရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၍ညဦးနှင့်နနက်သည်စတုထနေ့ရက်ဖြစ်လေ၏တဖန်ဖျားခင်ကအသက်ရှင်၍လှုပ်ရှားတတ်သောတိရစ္ဆာန်တို့ကိုရေဒီများပြားစွာမွေးဖွားစေမြတ်တို့လည်းမြေပေါ်မိုးကောင်းကင်မျက်နှာချက်ပြင်ဝယ်ပြန်စေဟုမိန့်တော်ရှိထို့သို့ယင်ရေဒီတိရစ္ဆာန်အမျိုးလိုက်များပြားစွာမွေးဖွား၍ငါအကြီးစသောအသက်ရှင်၍လှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကိုတိရစ္ဆာန်အပေါင်းတို့ကို၎င်းပြန်တတ်သောငှက်မျိုးပေါင်းတို့ကို၎င်းဘုရားခင်ဖန်ဆင်း၍ထိုမှုရာကောင်းသည်ကိုမြင်တော်မူ၏ဘုရားခင်ကလည်းများပြားစွာမွေးဖွားကြလော့ရေပြင်းတဲ့ရေများကိုပြည့်စေကြလော့ငှက်တို့လည်းမြေပေါ်မှများပြားစေတည်းဟုထိုတိရစ္ဆာန်တို့ကိုကောင်းချီးပေးတော်မူ၍ညဦးနှင့်နနက်သည်ပထမနေ့မြေသည်အသက်ရှင်သောတတ္တဝါမျိုးတည်ဟုသောတာရင်တို့ကို၎င်းတွားတတ်သောတိရစ္ဆာန်တို့ကို၎င်းတာရင်မျိုးတို့ကို၎င်းမွေးဖွားစေဟုမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထို့သောဖျားခင်သည်တာရင်မျိုးမြေပေါ်မှတွားတတ်သောတိရစ္ဆာန်မျိုးပေါင်းတို့ကိုဖန်ဆင်း၍ထိုမှုရာကောင်းသည်ကိုမြင်တော်မူ၏တဖန်ဖျားခင်ကငါတို့ပုံသဏ္ဍာန်နှင့်ညီတဒံဒီလူကိုဖန်ဆင်းကြစို့သူသည်ပြင်လယ်ငါကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းတာရင်တို့ကို၎င်း
မြေဒီပင်လုံးနှင့်တကွမြေပေါ်မှာတွားတတ်သောတိရစ္ဆာန်ပေါင်းတို့ကို၎င်းအုပ်စိုးစေဟုမိန့်တော်ရှိ၏ထို့သောဘုရားခင်သည်မိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏ဘုရားခင်ဤပုံသဏ္ဍာန်တော်နှင့်အညီလူယောက်ျားမိန်းမကိုဖန်ဆင်းတော်မူပြီးလျှင်အချင်းတို့များပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စေ၍နိုင်ကြလော့ဒီနေငါတို့ကို၎င်းမိုးကောင်းကင်ငယ်တို့ကို၎င်းအသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သောတိရစ္ဆာန်ပေါင်းတို့ကို၎င်းအုပ်စိုးကြလော့ဟုမိန့်တော်မူ၍သူတို့ကိုကောင်းချီးပေးတော်မူ၏ဘုရားသခင်ကလည်းကြည့်ရှုလော့မြေတစ်ပြင်လုံး၌စပါတီကိုဖြစ်စေသောစပါပင်မျိုးမျိုးတို့ကို၎င်းမျိုးစေ့ကိုဖြစ်စေသောတီးနှင့်ပြည့်စုံသောတစ်ပင်မျိုးမျိုးတို့ကို၎င်းတင်တို့စားရှာပုံငါပေ၏မြေသားမိုးကောင်းကင်နှင့်အသက်ရှင်၍မြေပေါ်မှတောတတ်သောတိရစ္ဆာန်ပေါင်းတို့စားရှာဖို့မြစ်ပင်မျိုးမျိုးတို့ကိုငါပေးမည်ဟုမိန့်တော်မူသည့်အတိုင်းဖြစ်လေ၏ဘုရားခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျင်အလွန်ကောင်းသည်ကိုမြင်တော်မူ၍ညဦးနှင့်နံနက်သည်ပထမနေ့ရက်ဖြစ်လေ၏